ကျတော့နာမည်ကစွန်းကော်တွန်းပါကျတော်တို့မိသားစုကရေထွက်ကုန်လုပ်ငန်းကိုလုပ်ကင်လာတာ15နှစ်ရှိပါပြီကျတော်ဒီလုပ်ငန်းကိုလွှဲပြောင်းယူပြီးတဲ့နောက်လွန်ခဲ့တဲ့3နှစ်ကရန်ဟွာထံရွာနဲ့အာမခံချက်ရှိတဲ့ဝယ်ယူရေးစာချုပ်တစ်ခုချုပ်ဆိုခဲ့ပါတယ်ငါးကြီးအသေးအကောင်းဆုံးမရေးတစ်ချက်သားကိုတစ်ဆက်ရွံ့နှုံးနဲ့အကုန်လုံးတင်းကျုံဝယ်ယူဖို့ပေါ့ဒီလိုနဲ့3နှစ်တာကာလပတ်လုံးလေမုန်တိုင်းတွေမိုးတံတွေကြားထဲမှာတောင်ကျတော်တို့ဘက်ကတခါမှပြက်ကွက်တာမျိုးမရှိခဲ့ပါဘူးဒါပေမဲ့ဒီနေ့တော့အရာအလုံးကပြောင်းလဲသွားခဲ့ရတယ်သူထေးစွန်းဒီမှာလာကြည့်ပါဦးဒီငါးတွေရဲ့ကြောပြင်ကစိမ့်ပြရောင်တန်းပြီးဝမ်ဘိုက်ကဖြူဖွေးနေတာရေရက်တွေကလည်းရက်တောင်လိုဖြန့်ကားနေတာပဲအားလုံးကသူထေးရဲ့လိုအပ်ချက်အတိုင်းခီးယူတွေပိုးလုံးလုံးတွေနဲ့ပစွန်ရှင်တွေကိုပဲကျွေးပြီးမွေးထားတာပါတိရစ္ဆာန်စားတစ်စေ့တောင်မပါဘူးဗျအရေးသွေးကတော့တကယ်ကိုအပြစ်ပြောစရာမရှိပါဘူးအဖိုးရိုမှတ်ထားလိုက်ပါကြောက်အိမ်တော်ကန်ကငါးလေးချိန်ကြက်သား320ဟုတ်ခဲ့ပါကြောက်အိမ်တော်ကန်က320ကြက်သားမိဘပြည်သူရွာသားတို့ခင်ဗျာစာချုပ်ထဲမှာဈေးနှုန်းကိုအသေးသက်သတ်မှတ်ထားပြီးသားပါတစ်ချက်သားကိုတစ်ဆက်ရွံ့နှုံးနဲ့ချိန်တွယ်ပြီးကားပေါ်တင်ကြရအောင်ဗျာဒီကားပေါ်ကိုငါးတွေအကုန်တင်ပြီးတာနဲ့ငွေတွေကိုရွာရဲ့စုပေါင်းပန်အကောင့်နဲ့တိုက်ရိုက်ထည့်ပေးမှာပါတပြားတစ်ချက်မှမလို့စေရပါဘူးအားလုံးတန်းစီပေးကြပါဦးတအိမ်ချင်းစီလာခဲ့ကြပါဗျာကောင်းတယ်သူထေးဆုံးကတကယ့်ကိုလူဖြောင့်ကြီးပဲသူထေးဆုံးကသဘောကောင်းလုံးနဲ့မတိုးကြနဲ့ဦးအိမ်ထောင်စုစရင်တိုင်းတယောက်ချင်းစီလာကြပါသူထေးဆုံးကလူချင်းကိုချင်းစာတရားရှိမှတော့ငါတို့ဘက်ကလည်းတိတ်ခါမကြစေနဲ့ချင်းတောင်းအောက်ခြေကရေတွေကိုတေချာစစ်ထုတ်ပြီးမှပေးကြဟေ့ကြလားဒီကောင်ကတော့ဝူရာပြောင်းလို့ခေါ်ပါတယ်အရင်ကရွာမှာနေရတာဆင်းရဲတယ်ဆိုပြီးမြို့ပေါ်ကရေထွက်ကုန်စည်မှာကူလီထမ်းခဲ့တာကြားရတဲ့လောက်တော့လူတွေကိုလိန်လဲလက်ဖျားလို့ဆိုင်ရှင်ကမောင်းထုတ်လိုက်တာတဲ့ဒီနှစ်အတွင်းမှာဘယ်ကနေဘလို့မတရားငွေတွေရလာလဲမသိဘူးရွာကိုပြန်ရောက်လာတာအားလုံးငါရှိမှအခုချက်ချင်းရက်လိုက်စမ်းဘယ်ကောင်ကထက်ပြီးချင်းတောင်းကိုမရဲလဲကြည့်မယ်အကုန်လုံးလက်ခါလိုက်ကြစမ်း